အားလုံးပဲမင်္ဂလာပါဘောရီ29လေးလ2025အတွက်ဒုတိယဆရာကောင်းမှာဘောရီဒီနေ့တော့ဆရာအကွက်လေးနည်းနည်းများမယ်ဒီနေ့ဆရာတွေ့ထားတဲ့ကွက်တရားတော့ကွက်ကတော့ဘယ်နှကွက်မလဲဘယ်နှကွက်ဖြစ်မလဲဆိုတော့16ကွက်တော့ဖြစ်မှာနော်ဆရာကွက်နည်းနည်းများမယ်ကဲမနေ့ကလည်းပြတ်သွားတယ်နော်ကဲဒီနေ့ဆရာတေချာလေးတွေ့ထားပါတယ်ဘောရီတွေအတွက်ထုံးစံတိုင်းပဲ29ရက်4လ2025တနေ့လုံးစာထိုးရမှာပါကဲ16ကွက်ကတော့ဒီမှာဖြစ်ပါတယ်16ကွက်ပါကဲ16ကွက်ကိုဘောဓာတွေမနက်ခင်းထိုးမယ်မနက်ခင်းထိုးလို့မနက်ခင်းထွက်တယ်ဆိုရင်ညနေခင်းကိုစာလို့ထိုးပါမယ်နော်ကဲဘောဓာတွေဒီချက်မကတိုးပေါက်ပါစေကတိလုံးမှာကင်းဝေးပါစေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်